မြန်မာစရန်သမိုင်းမှာအမှတ်အများဆုံးရရှိခဲ့သူတွေကယခုဘလို့တာဝန်တွေကိုထမ်းဆောင်နေကြပြီလဲမြန်မာစရန်စာမွေးသမိုင်းမှာနှစ်စဉ်နှစ်တိုင်းတနိုင်ငံလုံးအမှတ်အများဆုံးပထမရှိရရှိခဲ့သူတွေအခုဘလို့နေရာတွေမှာတာဝန်ထမ်းဆောင်နေကြပြီလဲဆိုတာကိုဒီဗီဒီယိုလေးမှာဗုဒ္ဓအဖြစ်မျှဝေပေးကြပါတယ်ပထမဦးဆုံးဖော်ပြခြင်းတဲ့သူကတော့1993ခုနှစ်မှာတနိုင်ငံလုံးအမှတ်အများဆုံးရရှိခဲ့တဲ့မယူဇနာခင်စောပါသူမဟာဆိုရင်အလွန်ထက်မြက်လွန်းတာကြောင့်ယခုဆိုရင်မြန်မာနိုင်ငံသားဝန်ကြီးဌာနမှာအဆင့်မြင့်ရရှိခြင်းဖြင့်တာဝန်ထမ်းဆောင်လျက်ရှိနေပါပြီနောက်ထပ်တစ်ယောက်ကတော့1998ခုနှစ်မှာတနိုင်ငံလုံးအမှတ်အများဆုံးတတိယရရှိခဲ့တဲ့မရီမွန်အေးပါသူမဟာယခုဆိုရင်ကမ္ဘာကျော်အောက်စဖို့တက္ကသိုလ်မှာဓာတုဗေဒနဲ့ဇီဝဗေဒဌာနမှာတာဝန်ထမ်းဆောင်နေတဲ့သိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်နေပါပြီသူမအတွက်အလွန်မွန်ဂုဏ်ယူပွဲကောင်းလာပါတယ်ကဲနောက်ထပ်တစ်ယောက်ကတော့အဆိုတော်ဖြူကျော်သိန်းရဲ့အမအရင်မညွညွသိန်းပါသူမကတော့1992ခုနှစ်မှာတင်ချာအမှတ်100နဲ့အတူအမှတ်ပေါင်း956မှတ်ရရှိပြီးယခုအခါပြင်သစ်နိုင်ငံနာမည်ကြီးအထူးကုဆရာဝန်အဖြစ်ရပ်တည်လျက်ရှိနေပါတယ်ဆက်လက်ပြီး2000ပြည့်နှစ်ရဲ့အမှတ်အများဆုံးရှုရှင်ကတော့အထက်ကတစ်လက်ဗဒန်းကဒေါက်တာဒေါ်တီတီထွန်းမှာသူမကဂုံတု9ပါတာဖြင့်အမှတ်ပေါင်း450ပါရရှိခဲ့ပြီးယခုဆိုရင်လူနာပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်တဲ့အထွေထွေအထူးကုဆရာဝန်ကြီးဖြစ်နေပါပြီတကယ်ကိုအားရကျေနပ်ဖွယ်ကောင်းလာပါတယ်2004ခုနှစ်မှာတော့ပူတွဲပထမရှင်2ဦးပါတဦးကတော့မောင်စင်လင်းဖြစ်ပြီးသူကတော့ယခုလက်ရှိနာဇာမှာတာဝန်ထမ်းဆောင်နေတယ်လို့ကြားသိရပါတယ်နောက်ထပ်တစ်ယောက်ကတော့ဆရာဝန်မကြီးဒေါ်တီတီထွေးပါနောက်ဆုံးတစ်ယောက်ကတော့2011ခုနှစ်မှာအထက်ကတစ်တကုံကနေအောင်မြင်ခဲ့ပြီးအမှတ်ပေါင်း954မှတ်နဲ့တနိုင်ငံလုံးပထမရှိရရှိခဲ့တဲ့မမြတ်ရွှေရီထွန်းမှာယခုဆိုရင်သူမရဲ့ဝါနာပါရာကလေးထူးကူဆရာဝန်မကြီးအဖြစ်တာဝန်ထမ်းဆောင်နေပြီလို့ကြားသိရပါတယ်ဒါကြောင့်ပညာဆိုတာအသုံးချရင်ချတယ်လို့အကောင်းဆုံးရလဒ်တွေကိုရရှိတာကြောင့်ညီငယ်ညီမငယ်များလည်းစာကြိုးစားကြပါလို့ဒီဗီဒီယိုလေးကနေတဆင့်တိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျပညာရေးဆိုင်ရာဗုဒ္ဓတာတွေကိုအထက်မှန်သိရှိဖို့အကောင့်လေးကို like လေးပေးပြီး subscribe လေးလုပ်ဖို့လည်းမမေ့ပါနဲ့နော်